Venezia ကိုမရလဲဘာမှပူစရာမရှိဘူးဒီကစားမက Arsenal အတွက် Venezia လို့ဖြစ်လာလိမ့်မယ်ဆိုတဲ့ Onry Real Madrid ကကမ္ဘာကောင်းဆုံးစားမ Venezia ရဲ့နေရာကို Arsenal လူတွေကအစားထိုးချင်းချောက်လာနေတယ်လို့ကနွယ်ကြီး Onry ကဘာကြောင့်ရဲရဲကြီးအာမခံလိုက်တာပါလဲပရိသတ်များလုံးမင်္ဂလာပါခင်ဗျာဘောလုံးတင်းတွေကိုအချိန်နဲ့တပင်းကြီးကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့တပင်းရွှေဒီ channel ကို like follow subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့ခင်ဗျာကမ္ဘာဘောလုံးလောကမှာလက်ရှိချိန်ဘယ်တောင်ပန်ကစားမအကောင်းဆုံးလဲလို့မေးလိုက်မယ်ဆိုရင် Real Madrid က Venezia လို့ဖြေမဲ့သူက90%လောက်ရှိပါတယ်အဲဒီပြပြန်ဘက်ကိုလဲစားကြော်ဖြတ်နိုင်တဲ့အကြီးအသေးမျက်စိတမိတ်တွင်မှရောက်လာနိုင်တဲ့အမြန်နှုံးနဲ့အဆုံးသက်သွင်းကိုတွေကတကယ်မှကမ္ဘာအဆင့်မှာပဲဒါပေမဲ့လွန်ခဲ့တဲ့နှစ်ငယ် Venezia Real ကိုစရောက်ခါစားတော့ကသူ့ကိုဘယ်သူမှတေချာမသိခဲ့ကြပါဘူးလူငယ်လေးတယောက်အနေနဲ့ခြေစွမ်းမတည်ငြိမ်လို့ဝေဖန်လောင်ပြောင်ခံခဲ့ရတဲ့ချိန်တွေတောင်ရှိခဲ့တာပါအခုတော့သူကဘလိုနီယောကိုပြေးလွှားရှင်ပြိုင်နေတဲ့ကမ္ဘာကောင်းဆုံးစားမတယောက်ဖြစ်နေပါပြီအခုချိန်မှာတော့ Arsenal ကနွယ်တိုက်စင်မိုကြီး Thierry Henry ကဘောလုံးလောကတစ်ခုလုံးကိုတုံ့လှုပ်သွားစေမယ့်စကားတစ်ခုကိုရဲဝံ့ဝံ့ပြောချလိုက်ပါတယ်အဲဒါကတော့ Arsenal တင်ကခေါ်ယူထားတဲ့ Christo Zolis ဆိုတဲ့ကစားမလေးက Arsenal Venezia ဖြစ်လာလိမ့်မယ်ဆိုတဲ့ဟောကိန်းပါပဲ။ Only လိုခြေစွမ်းပိုင်းအင်မတန်အကဲဖြတ်တတ်တဲ့ကစားမလေးကိုအလွယ်တကူချီးကျူးလက်မရှိတဲ့ကနွယ်ကြီးတစ်ယောက်ဒီလောက်ဒီအာမခံပြီးပြောပေးနေပြီဆိုရင်တော့ဒီကစားမဟာတာမန်ကစားမလုံးဝမဖြစ်နိုင်တော့ပါဘူး။ Only က Zolis နဲ့ပတ်သက်ပြီးတော့အတိအကျထောက်ပြသွားတဲ့အချက်တွေကအတော်လေးကိုမှစိတ်ဝင်စားစရာကောင်းပါလေ။ Venezia ကို Real Madrid မရောက်ခင်ဘယ်သူမှသိမသိခဲ့ကြပါဘူး။ Zolis လည်းအလားတူပါပဲလို့သူကဆိုထားတာပါ။တကယ်လည်းဟုတ်ပါတယ်ဇိုလီဆိုတာကလက်ရှိအချိန်မှာမီဒီယာရဲ့မိမောင်းထိုးပြမှုအောက်မှာတိတ်မရှိသေးတဲ့လူကြီးနေသေးတဲ့ရနာတိုက်တစ်ခုပါပဲအဲဒါမဲ့ကွင်းထဲမှာသူလုံးပြနေတဲ့စွမ်းဆောင်ရည်ကတော့တကယ်မှအမခန်းစရာပါအိုနီရဲ့အဆိုအရဇိုလီဟာအင်မတန်မြန်ဆန်ပါရီခေတ်ဘောလုံးလောကမှာအမြန်နှုန်းပေးဆိုတာကတာမန်ကစားမတယောက်တို့အသက်သွေးကြောတစ်ခုပါပဲပြန်ပြန်နောက်ခံလူတွေငိုင်းမိသွားတဲ့အချိန်မှာလျက်စီးလက်တလို့ထိုးပေါက်ဝင်ရောက်နိုင်စွမ်းရှိတာပါအဲဒါပြင်သူစီမှာဗနီးစီးယားလိုပဲပြန်ဘက်ကိုလွယ်တကူလဲစားကြော်ဖြတ်နိုင်တဲ့စွမ်းရည်တွေအပြည့်အဝရှိနေပြန်ပါရီတအုပ်ချင်းရောင်ပြကြော်ဖြတ်တာတွေကျင်းမြောင်းတဲ့နေရာလူတွေကနေဘောလုံးကိုဆွဲထုတ်သွားနေတဲ့နေစနစ်ပိုင်းတွေကဇိုလီရဲ့အကြီးမားဆုံးအားသာချက်တွေပါပဲဒါတွေမကသေးပါဘူးတောင်ပန်ကစားမတော်များများကဆွဲတာဆွဲပြေးပြီးအဆုံးသတ်မသေးကြတဲ့ပြဿနာရှိတတ်ပေမဲ့ဇိုလီကတော့ဂိုးလဲသွင်းနိုင်တဲ့အသင်းမော်တွေအတွက်လည်းအတိအကျဖန်တီးမှုတွေလုပ်နိုင်တယ်လို့အွန်ရီကထောက်ပြသွားတာပါအာဆင်ရဲ့လက်ရှိကစားကွက်မှာညာတော်ပန်ကစားမဆာကာကိုအမြဲတမ်းအားထားနေရပေမဲ့ဘေတောင်ပန်မှာတော့မာတီနယ်လီရဲ့ခြေစွမ်းကတခါလီမှာအတက်အကျရှိနေတတ်ပါတယ်တကယ်လို့များအွန်ရီပြောလိုမျိုးဗနီးစီးယားအစင်တန်းမျိုးရှိတဲ့ဇိုလီတာအာဆင်ရဲ့ဘေတောင်ပန်ကိုအပိုင်စားရသွားခဲ့မယ်ဆိုရင်တော့ညာဘက်မှာဆာကာဘယ်ဘက်မှာဇိုလီဆိုတဲ့တောင်ပန်နှစ်ဖက်ဟာဥရောပကဘလိုမျိုးခံစင်မှုတွေအတွက်မဆိုအိမ်မက်ဆိုးကြီးတစ်ခုဖြစ်လာမှာအသေးချပါအာဆင်နယ်အနေနဲ့ချန်ပီယံလိနဲ့ပရီးမီးယားလိတရဖူတွေကိုစိန်ခေါ်ဖို့အတွက်ဘယ်လိုကွဲပြားခြားနားမှုကိုဖန်တီးပေးနိုင်မဲ့ကစားမမျိုးမရှိမဖြစ်လိုအပ်နေတာပါဒါပေမဲ့တကယ်လက်တွေ့မှာတော့ Only ရဲ့ ဟောကိန်းကဖြစ်နိုင်ကြီးလုံးဝမရှိပါဘူးပရီးမီးယားလိရဲ့ကြမ်းတမ်းမှုဖိအားပေးမှုတွေကတခြား league တွေနဲ့လုံးဝမတူပါဘူးဇိုလီကိုကမ္ဘာအကောင်းဆုံး Venezia နဲ့အခုလိုစောစောစီးစီးနှိုင်းယှဉ်လိုက်တာကကစားမအတွက်အရာမဖိအားကြီးဖြစ်သွားစေပြီးတော့နီကိုလတ်ဖေပေတုံးကလိုမျိုးအာဆင်ရဲ့နောက်ထပ်ပိုက်ဆံရည်စုံမျောတဲ့အမားရင်တစ်ခုဖြစ်သွားနိုင်တဲ့အန္တရာယ်မျိုးရှိနေတာပါ။အိုနီဟာသူအသင်းကိုထင်ကြီးလုံးနေပြီးတော့မလိုအပ်ဘဲနဲ့လေလုံးထွားကပရိသတ်တွေကိုမျှော်လင့်ချက်အတူတွေပေးနေတာတက်တာဖြစ်တယ်လို့ဆိုရမလား။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျ။ပြောပြပေးသွားခဲ့ကြပါအောင်ခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ။ဘောလုံးသတင်းတွေကိုအချိန်နဲ့တပင်းကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့တပင်းရွှေဒီ channel ကို like follow subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။